နိုင်ငံတော်အစိုးရတစ်ခုဆိုတာဟာတိုင်းပြည်ကိုအုပ်ချုပ်ဖို့မဟုတ်ပါဘူးတိုင်းပြည်ရဲ့တာဝန်တွေကိုထမ်းဆောင်ဖို့ပါတချို့တွေကအုပ်ချုပ်ဖို့ဆိုတာပဲစဉ်းစားကြပါတယ်တကယ်တော့တာဝန်ထမ်းဆောင်ဖို့ပဲဒါကြောင့်မလို့ကျမတို့ရဲ့အသုံးအနှုန်းကိုကြည့်နိုင်ငံဝင်ထမ်းနိုင်ငံရဲ့ဝင်တွေကိုထမ်းဖို့နိုင်ငံပေါ်မှာဝင်ပြအောင်လုပ်ဖို့မဟုတ်ပါဘူးဆိုတော့ဝန်ထမ်းတွေကသဘောပေါက်ဖို့တော့ပြင်တာအရေးကြီးပါတယ်အခုဆိုလို့ရှိရင်နိုင်ငံကဆင်းရဲတယ်နိုင်ငံဆင်းရဲတာမဟုတ်ပါဘူးပြည်သူကဆင်းရဲတာပါတကယ်တော့နိုင်ငံကတော့ဆင်းရဲတာမဟုတ်ပါဘူးဒါဆိုတော့ဒါကျမအငြင်းပဲဒီဟာကိုခွဲခြားပြီးတော့ပြောပါတယ်ပြည်သူဆင်းရဲတာနဲ့နိုင်ငံဆင်းရဲတာနဲ့ကျမတို့နိုင်ငံဟာကမ္ဘာတခြားနိုင်ငံတွေနဲ့ရှင်လိုက်လို့ရှိရင်တဘာဝတရားဇာတပစ္စည်းအများကြီးကျွယ်ဝတဲ့နိုင်ငံမှာဥပမာဆိုလို့ရှိရင်ကျမတို့ရဲ့တစ်တော်တွေပြုံးနေသွားတယ်နော်အင်ပတာမကဘာနေပြီးတော့တံပိုးထားတဲ့ကျွန်းတစ်တော်တွေဆိုရင်တော်တော်များများဟာပြုံးနေသွားပြီပျောက်ကွယ်သွားပြီဒါကသဘာဝတရားဇာတတွေဘာဖြစ်လို့ပြုံးနေသွားလဲပျောက်ကွယ်သွားလဲဆိုတော့ကျမတို့ရဲ့တကယ်ယတနာတွေဖြစ်တဲ့ပြည်သူလူထုနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ဒီတစ်တော်တွေကိုမကာကွယ်နိုင်ခဲ့လို့မဆောင်ရှောင်နိုင်ခဲ့လို့တချို့ကပြောမှာပေါ့ဒါကျွန်တော်တို့ကျမတို့နဲ့ဆိုင်တာမှမဟုတ်ပဲအစိုးရသူ့ဘာသူလုပ်ချင်တိုင်းလုပ်သွားတာဆိုဒါလည်းမှန်တော့မှန်ပါတယ်ဒါပေမဲ့လည်းပြည်သူပြည်သားတွေမှာလည်းတာဝန်ရှိတာပဲဒီအစိုးရဆိုတာလည်းဘယ်ထက်ကပေါက်ဖွာလာလို့လဲပြည်သူပြည်သားတွေလည်းဟာပဲပေါက်ဖွာလာတာပဲတော့ကျွန်တော်တခါလေးစဉ်းစားကြည့်တယ်ဒီလိုတာဝန်မဲ့လုပ်တဲ့အာဏာရှိတဲ့လူတွေနေရာရှိတဲ့လူတွေဘယ်လိုမိသားစုတွေမှာကြီးပြင်းလာသလဲသူတို့ရဲ့မိဘတွေကဘယ်လိုများသွန်သင်ဆုံးမခဲ့တယ်လဲဆိုတော့ကျွန်မတစ်ခါတည်းစဉ်းစားမိပါတယ်ဒီလိုပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာအစမတန်ဈေးတင်ပြီးတော့ရောင်းနေဆိုတာလုံးဝမလုပ်တဲ့ကိစ္စပါဒီဟာဥပဒေနဲ့လည်းမကိုက်ညီဘူးနော်ဥပဒေအရလည်းကျွန်တော်တို့အရေးယူလို့ရတယ်ဒီလိုဟာမျိုးတွေမလုပ်အောင်ဆိုပြီးဥပဒေထုတ်ထားတယ်ကျွန်တော်တို့သိလို့ရှိရင်လည်းအရေးယူမယ်ဘာလို့ဒါဟာကိုယ့်ရဲ့ကိုယ်တူးချင်းရဲ့အကျိုးအမြတ်အတွက်ပြည်သူလူထုရဲ့အသက်တွေနဲ့ကစားတဲ့သဘောပဲအဲ့ဒါတော့ကျွန်တော်တို့ဘလို့မှအသိဉာဏ်မခံနိုင်ဘူးဒါပေမဲ့အဲ့ဒါတစ်ဖက်ပေါ့နော်ဥပဒေနဲ့အရေးယူမှာတစ်ဖက်ကဒီလိုဟာမျိုးလုပ်ရသလားဆိုတာစဉ်းစားကြမယ်ဒါတော့ကြောင့်မှကိုယ်နိုင်ငံကိုပြည်သူလူထုဒုက္ခရောက်နေတဲ့အချိန်မှာအခက်အခဲတွေ့နေတဲ့အချိန်မှာဘယ်လိုကိုယ့်အတွက်အကျိုးမြတ်ထုတ်ရမလဲဆိုတာဒါဝဲစဉ်းစားကြမှာအဲ့ဒီလိုသူတွေကိုလည်းအားမပေးပါနဲ့ဒီလိုပုံကိုယ်တွေရှိရဝယ်ခြင်းဟာကိုယ့်ရဲ့ကျန်းမာရေးလေးအတွက်ဒီနေ့က mask ဘယ်နှခုဝယ်နိုင်လဲဒီသူတို့ရောင်းလိုက်တဲ့ဈေးနဲ့အဲ့ဒီဟာဒီ covid ရောဂါအလုံးပြီးသွားတဲ့အချိန်ဒီ mask လေးကခံမှာလားဒီလိုလူတွေကိုအားမပေးပါနဲ့လို့ကျွန်မအနေနဲ့တော့ပြည်သူတွေကိုမေတ္တာရပ်ခံကြပါတယ်နောက်ဒီလိုရောင်းနေတဲ့သူတွေအကြောင်းပြောသိလို့ရှိရင်လည်းသက်ဆိုင်ရာကိုအသိပေးပါအရေးယူမယ်ဒါဟာတိုင်းနာတော်တာလူများကိုဒုက္ခရအောင်လုပ်ဆောင်မဟုတ်ပါဘူးအများဒုက္ခမရောက်အောင်လို့ကာကွယ်တာဖြစ်ပါတယ်ဒီလိုတကယ်ကိုပြည်သူတွေလိုအပ်နေတဲ့ပစ္စည်းတွေကိုလိုအပ်နေတဲ့အချိန်မှာဈေးတင်ပြီးရောင်းနေဆိုတာဟာကျမတို့တိုင်းကြီးခံပြီးတော့လွတ်ထားလို့ရတဲ့ကိစ္စမဟုတ်ပါဘူးအဲ့တော့ပြည်သူတွေလည်းဒါကိုစဉ်းစားစေချင်ပါတယ်ကလေးတွေပြောတာနားထောင်နေကြပါတယောက်နဲ့တယောက်စကားပြောနေကြတာတယောက်နဲ့တယောက်စကားပြောနေတဲ့ကလေးတွေကိုလည်းတွေးရတယ်အဲ့ဒါကိုစကားမရှိတာပဲဒီဟာကိုသဘောပေါက်ရမယ်ကလေးတွေတည်းမဟုတ်လူကြီးတွေလည်းဒီလိုပဲလှုပ်ထားအောင်ကျမတို့တွေးကြရပါတယ်ကျမတို့ဆိုလို့ရှိရင်ဒီဟာကိုတစ်ခါတည်းပြောရပါတယ်ဒီလိုအခမ်းအနားမှာဆိုလို့ရှိရင်ဘယ်သူမှအတင်းကျပ်မတက်မနေရဆိုတော့တက်ခိုင်းတာမဟုတ်ပါဘူးတက်လာပြီဆိုလို့ရှိရင်တော့ကိုယ်စီကိုစောင့်ရမယ်တက်လာပြီဆိုလို့ရှိရင်တော့ဒီအခမ်းအနားမှာဘယ်သူပဲဘာပဲတက်ပြောနားထောင်ရမယ်နားမထောင်ကြလို့ရှိရင်အခန်းပြင်ကိုထွက်သွားလို့ရတယ်ဒါစိတ်ကန်းရှိခြင်းဆိုတာအဲ့ဒါတခုပါပဲကျမတို့အစတည်းကဥပမာကျမနိုင်ငံရေးစလုပ်ကြတဲ့ကကျမတို့ရဲ့အဖွဲ့အစည်းဝေးတွေမှာဆိုဒါကိုခဏသတိပေးရတယ်ကိုယ့်ကိုလူများတွေကလေးစားခြင်းကိုယ်ကလည်းလူများတွေကိုလေးစားရမယ်စိတ်ကန်းကိုလိုက်နာရမယ်လေးစားတဲ့နေရာမှာလေးစားတာကိုပြရမယ်အဲ့ဒါကိုတော့သိအရေးကြီးပါတယ်အခုပြောလိုက်တော့စကားပြောနေတာခါရရပ်သွားတော့ဒီလိုသတိပေးမှစိတ်ကန်းကိုထိမ့်သိမ်းရမှာမဟုတ်ဘူးကိုတစ်ချိန်လုံးသတိပေးသွားရမှာအပြင်လူကသတိပေးမှစိတ်ကန်းကိုထိမ့်သိမ်းနေဆိုရင်ကိုဟာလွတ်လပ်တဲ့လူတယောက်မဟုတ်တော့ဘူးတကယ်လွတ်လပ်တဲ့လူဆိုတာကိုစိတ်ကန်းကိုထိမ့်တယ်ကိုသတိပေးရတယ်ဘယ်စိတ်ကန်းကိုထိမ့်သိမ်းရမယ်ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဂုဏ်သိက္ခာဆိုတာဘာလဲဆိုတော့ကိုသတိပေးရတယ်ကိုကျမပြောမယ်လူတိုင်းဟာအဓိကအားဖြင့်ကိုလက်ပြလုံမှုဟာအင်မတန်မှအရေးကြီးပါတယ်
အများနဲ့ဆိုင်တဲ့အလုပ်လုပ်တဲ့အခါမှာကိုယ်လက်ပြခုံရုံးရှိမှမရပ်ပြီးတော့အစစ်စေးခံရဲလားဆိုကိုမှန်ကန်မေးပါနော်တတ်တိရှိနဲ့လည်းဖြေပါအဲ့တော့ကျမတို့နိုင်ငံအခုဆိုရင်ဆင်းရဲတယ်ပေါ့အခုကျမတို့ရဲ့ဒေသမှာဆိုရင်အဆင်းရဲဆုံးနိုင်ငံတစ်ခုလို့ပြောရင်လည်းမမှားပါဘူးတစ်ချိန်တစ်ခါတုန်းကရှမ်းတောက်ဆိုပေမဲ့ဒါအနိစ္စသဘောတရားအရပေါ့နော်ကျတော့ရှမ်းမတောက်တော့တော့လည်းအနိစ္စသဘောတရားအရာပြန်ပြီးတော့လည်းပြောင်းသွားနိုင်ပါလေအဲ့တော့အဲ့ဒါဟာကျမတို့လုပ်ရမှာပါထိုင်ပြီးတော့ဟိုဆူတောင်းနေုံနဲ့မဖြစ်ပါဘူးကျမမကြခင်တုန်းကချက်နိုင်ငံကိုရောက်ခဲ့ပါတယ်ချက်နိုင်ငံမှာအဲ့ဒီမှာမင်းကွန်းပြောတဲ့ပုဂ္ဂိုလ်ကြီးထဲမှာဆိုရင်ဒလိုင်းလာမဖုံးတော်ကြီးပါပါတယ်ဒလိုင်းလာမဖုံးတော်ကြီးဆိုတော့အင်တာမဒါဖုံးတော်ကြီးပြီးပေါ့နော်ဟိုမှန်ဖျားဝတ်ပြူတာဆူတောင်းတာဖျားစာရွတ်တာတွေရှိပြီနဲ့ဘုန်းတော်ကြီးကဘယ်လိုမိတ်လဲဆိုတော့ဆူတောင်းတာကောင်းပါတယ်ဖျားရှိခိုးတာကောင်းပါတယ်ဒါပေမဲ့အလုပ်လုပ်ဖို့လိုတယ်တဲ့အဲ့တော့ကျမဒီတိုင်းပဲပြောချင်ပါတယ်ကျမတို့အလုပ်နဲ့ကိုယ်တိုင်းပြည်ကိုပြန်ပြီးတော့တိုးတက်အောင်လို့မြမအောင်လို့ကူညီရမယ်အဲ့လိုလုပ်တဲ့အခါမှာကျမတို့ခွဲခြားပြီးမြင်ရမယ်နောက်ဆုံးကြတော့ဘာလဲဆိုတန်ဖိုးထားပဲဘာကိုတန်ဖိုးထားမလဲလူတိုင်းဟာလောဘဒေါသမောဟဆိုတာရှိကြတယ်ပေါ့နော်အဲ့တော့လောဘဆိုတာဟာရိုးရိုးလေးပြောရင်လူချင်းမှုပဲလူချင်းတတ်မဲ့မှုဒါပေမဲ့နော်ဘဝမှာကိုလူချင်းတာအားလုံးမရနိုင်ဘူးစွန့်လွတ်ရမှာရှိတယ်ဒါကိုယ့်ဘာကိုဆုံးဖြတ်ရမယ်ကိုဘာကိုစွန့်လွတ်မလဲကိုအတန်ဖိုးအထားဆုံးဟာဘာလဲမစွန့်လွတ်နိုင်ဘူးအလောက်အောင်တန်ဖိုးထားတာဟာဘာလဲအဲ့ဒါကိုကြည့်ပြီးတော့မှအားလုံးလူချင်းနေဆိုရင်မဖြစ်နိုင်ဘူးဒီတော့ကျမတို့တိုင်းပြည်တိုးတက်ဖို့အတွက်လှုပ်ချင်နေဆိုလို့ရှိရင်ကိုပိုင်လူချင်းတဲ့အထက်ကတချို့ဟာတွေတစ်စိတ်တစ်ပိုင်းစွန့်လွတ်တဲ့ရင်လည်းစွန့်လွတ်ရမှာပဲစွန့်လွတ်ဖို့လိုရင်လည်းစွန့်လွတ်ရမှာပဲဒါပေမဲ့လိုချင်းစွန့်လွတ်ရမယ်နောက်ပြီးတော့ငါစွန့်လွတ်ပါတယ်ဆိုပြီးတော့ကြွားဖို့လည်းမဟုတ်ဘူးဒါတကယ်ကိုယ်စိတ်ထဲမှာနိုင်ငံရေးကိုဗန်းပြပြီးတော့နာမည်ကြီးတာဘာများအရသာရှိလဲလို့ကျမကတော့မေးချင်တယ်ဟိုဘာအရသာရှိလို့လဲကျမပြောမယ်လူတိုင်းဟာအဓိကအားဖြင့်ကိုယ်လက်ပြလုံမှုဟာအင်တာမအရေးကြီးပါတယ်အများနဲ့ဆိုင်တဲ့အလုပ်လုပ်တဲ့အခါမှာကိုယ်လက်ပြခုံရုံးရှိမှမရပ်ပြီးတော့အစစ်စေးခံရဲလားဆိုကိုမှန်ကန်မေးပါနော်တတ်တိရှိနဲ့လည်းဖြေပါနိုင်ငံရေးလုပ်ရင်အများကြီးဝေဖန်ခံရမယ်အမုန်းခံရမယ်အတိုက်ခိုက်ခံရမယ်ဆိုတာလေသေးချာခေါင်းထဲမှာထားကြပါလို့ကျမအနေနဲ့သတိပေးချင်ပါတယ်